ခုလုံမှာတော့ work ကပောင်ချက်မယ် work ကပောင်ဒါကတော့ကပောင်ရွက်ပေါ့နော်ဒီမှာလိုပင်စင်ရွက်နာမျိုးပဲကပောင်ဒါတော့ဝတ်တာခြေပါဒါတုံးလေးနုံစင်တာအလေးမျိုးပြီးစင်ဒါတော့ချက်သွန်ပြူဒီမှာလိုတဲ့ဟာဒါပဲသူရဲ့ရတာဒါပဲချက်ကြမယ် Okay နော်ဒီလိုချက်ပါသွန်ပြူဟိုရဲ့ချက်သွန်တိုင်းလာနေကြောက်ပါပြီဆိုရင်မျိုးပြီးဒီလိုချက် yummy နေချက်မယ်နေပဲရှော့ဒီလေးနောက်ဆုံးဒီကမိတ်ကပောင်ရွက်ထည့်ပါပြီကပောင်ရွက်ထည့်ကိုယ်ငန်းလေးမှာဖတ်ကပောင်ရွက်ရောင်းပြီးတော့အမေကြီးမြင်ဆိုင်နှစ်ဆိုင်တောင်ရှိလောကဖိုင်ရန်ရတန်းစီပြီးတော့စားကိုရဲတန်းစီနိုင်ငံမှာပြီးတော့စားပြီးတော့စားလို့ပေါ့အဲ့ဒါအိမ်မှာလောက်စားရတယ်ဆိုတော့